ကျွန်တော် Revit စဖွင့်လိုက်မယ် Revit ဘယ်ကနေဘယ်လိုတွင်းလဲဆိုတာစပြောနော် Revit ကကျွန်တော်တို့ဒီ Windows ပေါ့ကိုယ် Windows ဘာမှသိချင်တယ်ဆိုရင်ဒီလိုဒါလေး click နှိပ်လိုက်ပြီး My Computer Properties ပေါ့အဲ့ဆိုကျွန်တော်ဘယ်လိုရှိလဲဆိုဒီအောက်မှာရေးထားတယ်ဒီမင်းset ရဲ့ specification တွေအကုန်ဒီမှာရေးထားတယ်မင်းရဲ့ဆက်ကလည်း Core i3 တဲ့ i3 CPU ဘလာ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 ဆိုပြီးတော့အမြန်ဆုံးဘယ်လောက်ရှိတယ်ပြီးရင်သူ့ရဲ့အထက်မှာရှိတဲ့ memory ကဘယ်လောက်လဲ 4GB တဲ့နော် 4GB ရှိတယ်ပြီးရင် system Windows ဘယ်လောက်တင်ထားလဲဆိုတော့64-bit operating system ဆိုပြီးတော့တင်ထားတယ်နော်ပြီးကျန်တဲ့ဟာဘာမှမရှိဘူးကျန်တဲ့ဟာမကြည့်တော့ဒါ computer name လို့ဘာလို့ဆိုတာ Windows တွင်းတော့ရှောက်ရေးထားတဲ့နာမည်တွေထွက်တယ်နော်အဲ့ဆိုတော့သူက64-bit ဆိုရင်2015အထိ2016နောက်ဆုံးထွက်လာ2015ရဲ့16ရဲ့သူကဘာလုပ်ပြီးလဲဆိုတော့15ရဲ့16ရဲ့လောကဟိုကတက်ပဲ Windows 2015ဒါမှမဟုတ်ရင်2016က Windows ဟိုဟာ64-bit မှာတုံးရတယ်ဒါပေမဲ့ကျွန်တော်ဆက်က64-bit ဖြစ်ပြီးတော့2014ဆိုပြီးတော့တင်ထားတာဘာကြောင့်တင်ထားလဲဆိုတော့ကြောင်နေလို့ဆက်ကလက်မခံဘူးဒီကောင် Windows 2015တင်တဲ့အချိန်မှာမင်းရဲ့ Windows Operation System မှာမရဘူးဆိုပြောတော့ကျွန်တော်2014တင်လိုက်တာနော်အဲ့တမီးတို့ယူသွားမှဆိုတယ်နောက်2015ရော14ရော16ရောသုံးမျိုးစုံယူထားလိုက်ပေါ့နော်အဲ့လိုလောဆယ်ကျွန်တော်2014နဲ့တင်ပြီအဲ့ဆိုကျွန်တော်မြင်မှာ2014နဲ့2015နဲ့2016နဲ့ဘာတွေကွာလဲဆိုတော့အနေချင်းမကွာသွားတာကျန်တဲ့ဟာတွေကတော့တူတူပဲနော်ဟိုတမီးတို့2014နဲ့တင်တဲ့ဒီစာပဲ2015တင်တဲ့ဒီစာပဲနည်းနည်းလေးပဲအပြောင်းလဲလေးရှိသွားတယ်နည်းနည်းလေးပိုကောင်းလာတာလွယ်လို့ကျွန်တော်စိတ်ထဲမှာတိတ်ထွေထူးရှိတယ်မသိဘူးအဲ့ကျွန်တော်14နဲ့တင်14ဆက်မှာဆိုကျွန်တော်14နဲ့တင်တယ်15ဆက်မှာဆို15နဲ့တင်တယ်နော်ဒါဆို Revit အကြောင်းစပြီးပြောမှဆိုရင်ဒီ Revit ကိုစဖွင့်လိုက်တာလေဒီ welcome screen ဆိုပြီးတော့ဒါပေါ်လာတယ်နော်သူကြတော့ reason file ကိုခေါ်တယ်ကွာ reason file နောက်ဆုံးလုပ်ခဲ့တဲ့ဟာလေးတွေတက်လာတယ် reason file screen ပေါ့အဲ့ထက်မှာ project နဲ့ family ဆိုပြီးတော့နှစ်မျိုးရှိတယ် project ကကြတော့ကျွန်တော်တကယ်အိမ်ကလေးကိုဆောက်တာ family ကြတော့အဲ့အိမ်ကလေးမှာပါတဲ့ပစ္စည်းတွေဥပမာအဖြစ်ကျွန်တော်အုပ်မပါပဲအိမ်ဆောက်လို့မရအောင်တဲမပါပဲအိမ်ဆောက်လို့မရအောင်အဲ့လိုမျိုးပုံစံမျိုးအုပ်လို့တဲလို့ကြောက်လို့နောက်တကားလို့ပတင်းပေါက်လို့ဟွာဒီအမိုးလို့အဲ့ကောင်တွေမှန်များအကုန်လုံးကတော့ဘာနဲ့ပဲတိဆောက်တာဆိုတော့ family ဆိုပြီးတော့တိဆောက်တာနော်အဲ့တော့ family ဆိုတာဥပမာဒီအဆောက်အအုံမှာထည့်ဖို့အတွက်ကျွန်တော်ခုံလေးတစ်ခုံလို့ပြင်တယ်အဲ့ခုံကိုဒီ project ထဲမှာတွက်ဆွဲရင်အဆင်မပြေဘူးအဲ့ကြတော့ကျွန်တော်ဟို new family ဆိုပြီးတော့ family တောင်းပြီးတော့တစ်ဆွဲတယ်ဒီ family ရောက်သိချင်တယ်ဆိုရင်ဒီမျိုးဟိုနောက်2လလောက်ပေါ့2လလောက်ပြန်လိုက်ပြီနော်ကျွန်တော်နောက်ပိုင်းအခုလေ့လာနေတာလေဒါမှမဟုတ်ရင်ကျွန်တော် video file ပေးလိုက်မယ်အင်္ဂလိပ်လိုရေးတာအင်္ဂလိပ်လိုပြောတယ် video file ဒါပေမဲ့ English ဆိုပေမဲ့အရန်လွယ်ပါတယ်ကွာနော်လောလောဆယ်ကျွန်တော်တို့ဒီ project မှာ open project ဆိုတာဆွဲပြီးသား project ကို open လုပ်တယ် new project အသစ်တွေလုပ်တယ် archi template ဒါ template file တွေကိုက archi နဲ့ဆွဲမှာလားဒါမှမဟုတ် MEP mechanical electrical plumbing နဲ့ဆွဲမှာလားအဲ့ကောင်တွေရှိတယ်နောက် family မှာလည်း open ရှိပြီးသားတစ်ခုကိုပြင်နေတယ်ဆို open ပေါ့ new ဆိုရင် new family အသစ်တစ်ခုလုပ်မယ်ဥပမာအဖြစ်ဒီခွေးချီကိုမကြိုက်ဘူးဗျာဒီခုံကိုမကြိုက်ဘူးကျွန်တော်မှန်ချက်နဲ့လုပ်ချင်တယ်အဲ့ကြရင် new family တောင်းပြီးတော့ကျွန်တော်လုပ်ပါနော်အဲ့ဆိုတော့ family ကြောင်းကိုခဏထားလာအောင်နော်ကျွန်တော်အရင်ဆုံး project မှာ new project ဆိုစဖွင့်မယ်အဲ့ဒီမှာကျွန်တော် new project လို့ပြောလိုက်တာနဲ့ click နှိပ်လိုက်ရင် archi template နဲ့ MEP template လို့နှစ်ခုပဲရှိတယ်ဒါတခြား set တွေမှာဆိုအဲ့တက်ပုံများတယ်ပေါ့အဲ့ကြကျွန်တော် browse ဆိုလို့ခေါ်လိုက်မယ်နော် browse ဆိုလို့ဒီထဲမှာအများကြီးပဲ archi template ဆိုတာဒီ default ကိုပြောတာ default ဆိုတာ archi template ကျန်တဲ့ဟာတွေအများကြီးရှိတယ်ဗျာဥပမာ mechanical လည်းရှိတယ် electrical လည်းရှိတယ် construction လည်းရှိတယ် commercial လည်းရှိတယ်အများကြီးရှိတဲ့အထဲမှာဒီကိတဘာတစ်ခါတော့ဝင်လာထားတယ်နော်အဲ့လိုအများကြီးရှိတဲ့အထဲမှာကိုကဘယ်ဟာနဲ့သုံးမလဲပေါ့ဒါပေမဲ့ကျွန်တော်ကဒီကွက်လေးထဲမှာ archi template ကိုအမြင်နဲ့သုံးနေတာ archi template ရဲ့ construction template ရဲ့နှစ်ခုအမြင်နဲ့သုံးနေတယ်အဲ့ဆိုဒီမှာ construction template မရှိဘူးရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီကောင်တစ်ခဏ cancel လုပ်လိုက်နော် file လေးက option နဲ့ဝင်လာနော်ပြီး user interface sorry file location ဒီမှာလေး archi ရဲ့ MEP ရဲ့ပဲရှိတာလေနော်အဲ့ဒါကိုကျွန်တော် add နဲ့ပေါင်းလိုက်မယ်ပြီးဘာ template လိုချင်လဲဆိုတော့ construction template အဲ့ဒါ construction default ဆိုပြီးတော့ပေါ်တယ်နော်အဲ့ဒါလည်းနာမည်ပြောင်းလိုက်နော် construction ခဏဒီက template ဆိုတာဟာလေးကိုပြလိုက်မယ်နော်ဒီ default ယူနော်ဒါ construction template နောက်ဘာထည့်ချင်လဲကျွန်တော် electrical ထည့်ချင်တယ် electrical template ပေါ့သူ default နေရာမှာဒီမှာ electrical template ဆိုတော့
ဒီလိုမျိုးထည့်တာလို့ရတယ်အဲ့လိုထည့်တာပြီးတော့ okay လို့ပြောလိုက်မှဆိုရင်နောက်ကိုက new project လို့ပြောတဲ့အချိန်မှာတော့ဘာလဲဆိုတော့ Archi ဒါ MEP ဒါ construction ဒါဘာညာအဲ့လိုမျိုးထွက်လာမှာဒါကိုကလည်းကိုထည့်ယူလို့ရတယ်ပါနော်ပြီးတော့အမှကျွန်တော်ပုံမှန်အဖြစ်ဒီ new တောင်းလိုက်ရင်ဆိုတော့ဘာနဲ့ပဲသွားလဲဆိုပေလက်မနဲ့ပဲသွားတာဗျကျွန်တော်ကမီလီမီတာထည့်ချင်တယ်မီလီမီတာထည့်ချင်တယ်ဆိုကျွန်တော်ဘယ်ထဲကဝင်ရလဲဆိုတော့ခဏလေး option ထဲမှာနော် file location ထဲမှာသူကထည့်မယ်ဘယ်ထဲထည့်မှာဆိုတာ US Imperial လေ Imperial ဆိုတာပေလက်မလေအဲ့လိုမဟုတ်ပဲ US matrix လို့ပြောတာနော် default matrix ဆိုရင်ဒါဘာဖြစ်သွားလဲဆိုတော့ Archi နော်ဒီကောင် Archi template ဆိုတော့ copy ကူးလိုက် control C နဲ့ပဲကူးနော်ဒီကောင်လေး paste လုပ်လိုက် Archi ဒီကောင်ကိုကြတော့ matrix ပေါ့နော် METRIC matrix template ဆိုတော့အဲ့ဆိုရင်ဒါလေးပြောလိုက်တာနဲ့ကျွန်တော်ဒီမှာ file new လို့ခေါ်လိုက်တာနဲ့ကျွန်တော်ပေတမနဲ့ဆွဲခြင်းလဲဆို U Archi နော်မီလီမီတာနဲ့ဆွဲခြင်းဆိုArchi ဒီကောင်ပေါ့နော်ပြီး okay လို့ပြောတာဒါဆိုမီလီမီတာ template ဖြစ်သွားအောင်မီလီမီတာ template ဖြစ်သွားမယ်ဆိုကျွန်တော် wall တွေဆွဲမယ်ဆိုရင်သူ့ရဲ့အတိုင်းအတာတွေကမီလီမီတာနဲ့ပဲပြောင်းလဲတာနော်အခုဆိုရင်ဒီနဲ့ဒီနဲ့ကို6000 9000တခါတော့ဘယ်လောက်တူလဲဘယ်လောက်စီတူသွားလဲတခါတော့1000စီတူသွားနော်တကယ်ကျွန်တော် zoom လေးနည်းနည်းချဲ့လိုက်မယ်ဒါဆိုရင်တခါတော့ဘယ်လောက်တူသွား100နော်ထပ်ပြီး zoom ချဲ့လိုက်မယ်တခါတော့ဘယ်လောက်တူသွား340 360ဒါ20စီတူတယ်အဲ့ဒါတွေကဘာမှတော့ပြင်လာလဲဆိုတော့ကျွန်တော်ဒီမှာလေ manage တွေကနေပြီးတော့နော် project ရဲ့ခဏဘယ်ညမှာလဲဆိုတော့ project parameter မဟုတ် project unit ခဏ snap ထဲမှာတင်ပြ snap ထဲမှာဒီမှာလေအဝေးနေရဆိုရင်1000လို့သုံးရမယ်တဲ့ပြီး semi column လေးနဲ့နည်းနည်းနီးလာမှဆို100သုံးတယ်နောက်ထပ်ပိုနီးလာမှဆို20ကိုသုံးရမယ်နောက်ထပ်အရန်ကိုနီးလာမှဆို9ပဲသုံးရမယ်အကယ်1 milli ပါထပ်ထည့်ချင်တာဆိုဒီနေရာမှာ1 milli ပဲထည့်လိုက်နော် okay လို့ပြောလိုက်အဲ့ဒါဒီမှာဒီနဲ့ဆွဲလို့ဆိုရင်အရန် zoom ချဲ့လိုက်အော်တစ်ခါတော့ရင်50ပဲဆိုတော့နော်50ကိုထပ်ပြီး zoom ချဲ့လိုက်9ခု9 8 9ခု60 60 1 milli ပြောတာအဲ့ညမှာပြင်ရတာနော်ဒါတွေကကျွန်တော်ထင်တာမတင်ရသေးဘူးထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့အဓိက setting မိုင်းကိုမတင်ဘူးနဲ့ဆွဲတတ်ဖို့ပဲအဓိကထားလိုက်တာဟုတ်နော်အဲ့ဆိုဘယ်နေမှာဘာလုပ်ရမလဲဆိုတော့သိသွားပြီနော်အဲ့ဆိုကျွန်တော်ဒီကောင်ကိုနော်ကျွန်တော်သုံးနေကြ matrix နဲ့မသုံးဘူးကျွန်တော်အဟွာနဲ့ပဲသုံးတယ် new Archi template နဲ့ပဲသုံးရမယ်နော် okay လို့ပြောတာအဲ့ဆို box ကူးကြတော့ box ကူးကြလာတော့အဲ့ box မှာဒီအလုံးလေးတွေဒါလေးရှိတယ်အဲ့ဒါတွေ view လေးတွေဗျမဖြတ်မိနဲ့ဥပမာဒီမှာဆို south east north west ဆိုပြီးတော့ရှိတယ်ကွာတကယ်ဒါကြီးကို select မှတ်ပြီးတော့ delete နှိပ်မိလိုက်မယ်ဆိုရင်မင်းရဲ့ view east က will be deleted ဆိုမင်းရဲ့ view ကပျောက်သွားမှာလို့ပြောတာအဲ့ကြံပျောက်သွားအဲ့ဘက်ကြည့်နေအောင်နော် undo ပြန်ခေါ်လိုက်နော်နောက်ပိုင်းကျရင်ဗျာကျွန်တော်အဲ့ဒါတွေအသေးစိတ်သိချပြရှင်းပြပေးမယ်လောလောဆယ်ဒီ properties တွေဒီ project browser အဲ့နှစ်ကောင်ရှိတယ်တခါညရင်မျက်စိနောက်လို့ဆိုပြီးကိုကဖြုတ်လိုက်ရောပြီးဘယ်ကခေါ်ရမှန်းမသိဘူးเนาะခေါ်ခြင်းလဲဆိုရင်ကျွန်တော်တို့ဒီကောင် view ထဲမှာ designer face ထဲမှာ properties ရဲ့เนาะ project browser နှစ်ခုကောက်ဖွင့်လိုက်เนาะပြီးရင် project properties ကဒီတောက်မှာကတ်ထားလိုက်ဒါကျွန်တော်အကြိုက်ပေါ့ဗျာကျွန်တော်ကတော့ properties ကမကြာခဏဝင်နေရတယ်ဆိုတော့လေဒီထဲထည့်ထားတယ် project browser ဟိုဘက်ကတ်ထားတယ်မကြည့်ဘူးနော်တခါကျအဲ့နှစ်ခုတွဲထားတာလည်းရှိတယ်ပေါ့ဒီလိုဒီဘက်လိုတွဲထားတာဒါမှမဟုတ်ဒီအောက်မှာပဲထပ်ထားတာရှိတယ်နော်sorry ဒီ project တော့မဝင်ဘူးဒါ browser ဒါ properties property ကိုဒီထဲမရရအောင်ထည့်လိုက်ဖြစ်နိုင်နှစ်ခုထပ်စီတယ်မထပ်ဘူးဖြစ်နေဒီလိုဖြုတ်အောင်ပါနော်တကယ်ကိုယ့်ရဲ့ laptop ကနေရာဆွဲဖို့နေရာကျင်းတော့ကြီးတယ်ဆိုကျွန်တော်ဒီလိုလုပ်လိုက်အောင်ဒီလိုလုပ်လိုက်တော့ဒီကောင် properties ဒီအောက်ကအဖက်လေးပဲဒီ palette လေးပေါ့နော်ဒီကောင်လေး click နှိပ်လိုက်ဒါမှမဟုတ် project browser ကို click နှိပ်လိုက်အဲ့လိုနှစ်ခုတွားနေရတယ်ဒါပေမဲ့ကျွန်တော်ကျတော့တွားလာအလုပ်ရှုပ်နေလို့ကွာမျက်စိနောက်နေကျွန်တော် browser တက်ဆွဲထုတ်လိုက်တယ်ပြီးဒီတော့မှချလိုက်ဒီတော့မှချခြင်းလဲဆိုဒီလိုမျိုးအရာလေးပေါ်တဲ့အချိန်မှာချတယ်နော်ဒီကားဖောက်လိုက်ဟုတ်ပါဟုတ်လားမဟုတ်ကိုလာမလို့လားကိုလာမလို့လားဒါလေးတွေကဒီနားလေးမှာကလစ်နေလိုက်တပတ်ကလစ်ခောက်လိုက်
browser properties တွေနှစ်ခုပေါ့နော်အဲ့ကောင်လေးညီလေးခန့်နေနော်ဒီကောင် project ဟို properties နဲ့ browser ဖြစ်နိုင်ကျွန်တော်ဒီကောင်လေး shortcut တွေပေးလိုက်ပို့ကောင်းတယ်နော် pp ဆိုရင် properties pp လို့ပြန်ပေါ်လာတယ်နော်ဖြောက်ချင် pp လို့ပြောလိုက်ခေါ်ချင် pp လို့ပြောလိုက်နောက် project browser ကျတော့ကျွန်တော်ဒီကောင်ကို pp လို့ပေးလိုက်ဟိုက keyboard shortcut မရှိတော့အဲ့တင်းဆိုတဲ့အတန်းလေးပြရတယ်နော်အဲ့တော့ကျွန်တော် user interface ထဲကနေပြီးတော့ကျွန်တော်ဒီကောင်ကို keyboard shortcut ထဲမှာပြီးဒီကောင်ဘာတင်မလဲဆိုတော့ကျွန်တော်ကဒီကောင် project browser ရိုက်ထည့်လိုက် pro project browser ထွက်လာတယ်ကျွန်တော် pp ဆိုပြီးပေးတာတော့ pp မကြိုက်ပဲကျွန်တော်ရှေ့လို့ pp လို့ပြောလိုက်မယ်နော်ခဏဒီရဲကဒီ pp ကို select လုပ်ပြီးတော့မူးနဲ့လုပ်လိုက်ပြီး select လုပ်တော့ pp လို့ပေးလိုက်နောက်ပြီး okay ဆိုလို့ပြောလိုက်အဲ့နောက်ပိုင်းဆိုရင် pp လို့ပြောလိုက် project browser ဖြစ်သွားနော်အဲ့လို shortcut တွေ create လုပ်ပြီးတော့စရမယ်နော်အဲ့ဒီရောက်ပြီနော်အဲ့ဆိုရင်ဒါ okay နေပြီကျွန်တော် project တစ်ခုစမယ်ဆိုရင်ဒီလိုမျိုးစရမယ်ပြီး project ရဲ့ level တွေ grade တွေကြတော့ဘယ်မှာတော့ဆွဲရလဲဆိုတော့အရင်ဆုံး level နဲ့ grade နဲ့ဆိုဘယ်ကောင်အရေးကြီးလဲဆိုကျွန်တော်ဒီကောင် level အရေးကြီးတယ် level ကိုနှိပ်လိုက်အရှိရပဲကြီးကြီးတောင်မှပဲကြီးကြီးမြောက်ဖက်ပဲကြီးကြီးနော်ကိုဆွဲမဲ့အိမ်ကဘယ်နှထက်တယ်ဥပမာကိုဆွဲတဲ့အိမ်ကအောက်ခြေမှာစုစုပေါင်းဒီနေရာလေး click နှိပ်လိုက်တော့10ပြီ click နှိပ်လိုက်ဒီကောင်အောက်ထပ်12ပြီထားမယ်ကျန်တဲ့အထက်တွေကကျွန်တော်10ပြီပဲထားမှာဆိုရင်ကျွန်တော်ဆွဲနေရတယ်မဒီလိုဆွဲတာပေါ့ဗျာဆွဲရင် architecture ထဲမှာ grid ဆိုတာရှိတယ်နော် grid ဆိုပြီးတော့အဲ့မှာ click နှိပ်လိုက်မယ်အော် sorry grid မဟုတ်ဘူးနော် level sorry မှန်တယ်နော်သူ10ပြီအပေါ်ထက်ပထမထက်က10ပြီနော်အဲ့ဒီမှာလေဒီကောင်လေးကလေဒီရှိမှာအမှန်လေးရှိတယ်ဗျာ make plan view တဲ့နော် make plan view ကဘာလဲဆိုတော့ဒီနေ့ကို10ပြီနဲ့ဒီလိုဆွဲထည့်လိုက်မယ်ဆိုရင်တဲ့ဒီမှာတို့မှာ plan view တစ်ခုတည်း auto ထွက်လာတယ်နော်အကဲအဲ့ဒါဖြုတ်လိုက်မယ်ဆိုရင်ဒီနေ့ကို10ပြီနော်အဲ့လိုထွက်လာနော်ခဏဟိုကောင်ကတော့လည်းမသိအဲ့ဆိုကျွန်တော်ဒီ level တွေ create လုပ်တဲ့အချိန်မှာလေဒီကောင် position လားမ position လားဥပမာ make plan view ဆိုတော့မရေးထားဘူးဆိုဒီမှာလေ level 4မထွက်တော့ဘူးလား level 3ပဲရှိမယ်ဒီဘက်မှာလည်း level 6 level 3ပဲရှိမယ်အဲ့ဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီကောင်တွေထွက်စေချင်တယ်ဆိုရင်ဒါမှမဟုတ်တစ်ခါကျရင်ကျွန်တော် copy ကူးလိုက်တယ်လား copy ဆိုပြီးတော့ဒီ multiple ဆိုတော့လေဟိုက6တက်တိုက်တော့စောက်ချင်တယ်ဆိုဒီနဲ့ကိုတစ်ချက်အဲ့လိုတွားလိုက်တာဟုတ်နော်အဲ့ဆိုတော့ okay ပါပြီးရင်သူကလူချင်းနဲ့ plan view ကိုထုတ်ချင်တယ်ဆိုရင်ငါဘယ်ထဲကတွားလဲဆို view တွေကနေပြီးတော့ plan view ပြီးရင် flow plan ဆိုပြီးတော့နော် level 4ရယ်5ရယ်6ရယ်ဟိုဘာမျိုးစားထုတ်မလဲဆိုကျွန်တော် flow plan ဆိုပြီးတော့ okay လို့ပြောတယ်ပြီး ceiling plan ထုတ်ချင်တယ် ceiling plan ကဘယ်ထဲကထုတ်ရလဲဆိုတော့ကျွန်တော်ကဒီကောင်ကို plan view ထဲကနေပြီးတော့ reflective ceiling plan 4 to 6 okay နော်အဲ့လိုမျိုးပေါ့နော်အဲ့ဒါ level 1ကိုဝါမှာဆိုရင် level 1အဲ့နှစ်ခုမှာဘယ်ဟာရေးကြီးလဲဆိုတော့ level ကရေးကြီးတယ်ကိုစောင့်တဲ့ level ကိုအရင် create လုပ်ပြီးတော့မှဟိုအောင်လုပ်အဲ့လိုမဟုတ်ပဲနဲ့နောက်မှကိုကဥမာထားရပါကျွန်တော်8ထပ်စောင့်ချင်တော့6ထိပဲထားလာတယ်ပြီးတော့မှကျွန်တော် grade တွေချတယ် grade ချတယ်ဆိုတာဒီမှာ grade ပေါ့နော်ခဏပေးရောက်ပါတယ် grade က architecture ဖြစ်ဖြစ် structure ဖြစ်ဖြစ်အထက်မှာ data ဆိုပြီးတော့ရှိတယ် data မှာ grade ဆိုပြီးတော့အဲ့မှာတချို့မေးတာရှိသေးတယ်နော်သူတို့ကြင်ကြမ်းမှန်မေးတာဗျဘယ်လိုလဲဆိုတော့ဗျဥမာ grade ဆွဲခြင်းတယ်ဒီ level ဆွဲခြင်းတယ်ဆိုတော့ဒီထဲလေးရောက် level ကမဟုတ်ဘူးပြောတော့အဲ့ဒါဘာဖြစ်မဖြစ်လာလဲပေါ့ level ဆိုလားသူကအထက်လိုက်ဆိုဘေးကကြည့်ပြီးမှအထက်ကိုအိမ်ကိုကြည့်မှဘယ်နှထက်ဆိုတော့ဟိုကအပေါ်ကကြည့်တဲ့ view မှာဘယ်လိုတွက်ပြဟုတ်တယ်မလားအဲ့ကြောင့် level မပေါ်ဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့ plan view တွေရောက်နေလို့ level ကဘယ်ထဲမှာပေါ်ရမလဲဆိုတော့ဒီကောင်က elevation မှာ level ပေါ်ရမှာအဲ့ဒါလေးမှတ်ထားပြီနော် okay အဲ့ဒါဆိုကျွန်တော်ဒီမှာ grade တွေဆက်ချမယ်ကိုစောက်ချင်တဲ့အဆောက်အုံဒီဇိုင်းပေါ့နော်ကျွန်တော်ဆိုရင်တော့ဟို grade ထွက်အောင်လားချလိုက်တာတခါကျရင်အဆင်မပြေဘူးဆို copy အဆင်မမြင်နေတယ်ဆိုကျွန်တော် copy တာကူးချလိုက်တာ copy ကူးတော့ဒီကနေပါဒီကိုကူးဆိုလို့ကူးလိုက်တာဒီမှာ automatic 456ဆိုလို့ထွက်လာတာနော်ကပ်ပြီးအောက်အောင်နောက်တစ်ခါ grade နော်ဒီကောင်လေးဒီလောက်ရှိမယ်အကြတော့ဘာဖြစ်သွားဆိုတော့6ခွန်လေးဖြစ်ကုန်နော်အဲ့ဒါသူ့ကို select လုပ်လိုက် select လုပ်ပြီးတော့6စာဒီကောင် E လို့ပြောတာပြီးတော့ဟိုဖြစ်နိုင် couple on လာလိုက်နော် ABCD ဆိုရင်ဒါ E အဲ့ဒီကောင်လေးခဏဖြစ်လိုက်တယ်လေးနဲ့ AB ကနေ select လုပ်လိုက်ဒီကောင် copy ယူလိုက်မယ်
ပြီး elevation မှာတစ်ချက်တော့ကြည့်လိုက်ဟုတ်လားဒီကောင်လေးကဒီနားလောက်ထိပဲအကဲတော့ကွာကြိုပြီးတော့အခုဒီမှာကျွန်တော်တွားပြီးတော့နောက်တစ်ခါထက်ကျင်တယ်ဆိုပြီးတော့ကျွန်တော်ဒီမှာ elevation မှာတော့ထည့်ရင်ဘယ်လိုဖြစ်ကုန်လဲဆိုတော့ကျွန်တော်နောက်တစ်ထက်က level ဆိုပြီးတော့ဒီကောင်လေးစာနေနဲ့ပြက်ကုန်တယ်အဲ့ကြောင့်ကျွန်တော်တို့ဖြစ်နိုင် level ကို increase လုပ်ပြီးတော့မှ view ကိုလုပ်မယ်နော်အဲ့ဆိုကျွန်တော် view ထဲမှာတစ်ချက်ပြန်ကြည့်မယ်နော်ဒီကောင်နဲ့19ပြီလေကျွန်တော်ဒီကောင်ကို15ပြီပဲထားမယ် span 15ပြီ span မယ်ဒီကောင်နဲ့ကြတော့15ပြီပဲအားလုံး15ပြီ quality ပဲထားလာတယ်နော်သူ့ span ဒီကောင်38ဒီကောင်နည်းနည်း span ကျလာမယ်ပြီးဒီထဲမှာကြတော့ပြီး30နော်ဒီကောင်လေးရှည်ထွက်သွားတယ်နော်အဲ့ဒါဒီမှာကလေဟိုအပေါ်တကောင်မပါလာဘူးဘာဖြစ်လို့အပေါ်တကောင်ကဒီကောင်နဲ့မချိတ်တာတော့ချိတ်ထားတယ်ကလေးနေတယ်နော်ဒီကောင်ကြည်ကောင်းမဲ့အနေထားတော့ထားလိုက်အဲ့ဒါမှကျွန်တော်ပုံထုတ်ရင်နှာမှာဟုတ်ကျွန်တော် east မှာဆိုရင်ဒီကောင်လေးရှည်တယ်ကြာဒီလောက်ဆိုတော့ပဲကွာeast ဆိုရင် west မှာတော့ကြည့်လိုက်တူတူပဲဖြစ်နေတယ်နော် north south ကတော့တမျိုးဖြစ်နေတယ် north ရဲ့ south ရဲ့တစ်ခေါက်ပြန်ပြရဒီရတာမသိဘူးရနော်အဲ့ဒါကျွန်တော်နောက်ပိုင်းဆိုရင်တော့ပုံစံတော့ဘာနဲ့ဆွဲရမလဲ grade level တွေနဲ့ဆွဲရမှာနော်အဲ့ဒါအခြေခံအဖြစ်ကျွန်တော် project တစ်ခု setting စတဲ့အပိုင်းကိုစပြောလိုက်တယ်ဘယ်ထိတယ်ဆိုတော့ grade ထိနော်အဲ့ grade မှာဒီ modify tool တွေကကျွန်တော်မပြောတော့ဘူးဗျာဘာလို့လဲဒါတွေက video recording တွေအများကြီးရှိတယ်ထက်တလဲလဲပြောချင်တော့ကျွန်တော်အဓိကအရေးကြီးတာဒီထဲဟာလည်းအကုန်သုံးတော့ဖို့ပဲအရေးကြီးနော်အဲ့ဒါဆိုကျွန်တော်ဒီမှာတစ်ပိုင်းထားလာလိုက်မယ် recording ကိုတစ်ပိုင်းရက်ထားလိုက်မယ်ဘာနာမည်ပေး